တရုတ်နိုင်ငံဘာကြောင့်တိုးတက်မှုမြန်ဆန်သွားတာလဲကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံကဘလို့အချက်တွေကြောင့်တိုးတက်မှုမြန်ဆန်သွားတာလဲဒီကနေ့မှာတော့ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့အဓိကလှုပ်ဝက်ချက်ကဘာလဲဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ်1959ခုကနေ1961ခုနှစ်ကာလတွေမှာဆိုရင်တရုတ်နိုင်ငံဟာအကြီးမားဆုံးသောအစာအာဟာရပြတ်လတ်မှုဖြစ်ပေါ်ခဲ့ပြီးတန်းချီသောလူဦးရေများစွာတည်ဆုံးခဲ့ပါတယ်။အဲ့ဒီနောက်1966မှ1986ခုနှစ်အထိမော်စီတုံး၏ယုံကြည်မှုအရစတင်ခဲ့တဲ့ညီကျေးမှုတော်လှန်ရေးကပညာရေးစီးပွားရေးနဲ့လူမှုရေးအဖွဲ့အစည်းများကိုဖျက်ဆီးခဲ့ပါတယ်။စီးပွားရေးအခြေအနေအရကြည့်မယ်ဆိုရင်တရုတ်နိုင်ငံ၏ကမ္ဘာစီးပွားရေးတွင်ပေါင်မှုနှုန်းဟာဆိုရင်1952ခုနှစ်မှာ 9.2 ရာခိုင်နှုန်းဖြစ်ခဲ့ပြီး1988ခုနှစ်မှာဆိုရင် 4.9 ရာခိုင်နှုန်းသို့ကျဆင်းခဲ့ပါတယ်1949ခုနှစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ပြီးတဲ့နောက်ပိုင်းမော်စီတုံးရဲ့ဥဆောင်မှုနဲ့ဗဟိုချုပ်ကိုင်မှုရှိတဲ့စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ပါတယ်ဒါပေမဲ့1980ပြည့်လွန်နှစ်တွေရောက်တဲ့အခါမှာတော့ဒီစနစ်ရဲ့အားနည်းချက်တွေပိုပြီးထင်ရှားလာပါတယ်စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးခြင်းစင်းရဲမွဲတေမှုမြင့်မားခြင်းနဲ့အခြားနိုင်ငံတွေနဲ့ရှင်ရင်နောက်ကျကြံခဲ့ခြင်းစတဲ့ပြဿနာတွေကိုတရုတ်နိုင်ငံဟာရင်ဆိုင်ခဲ့ရပါတယ်မော်စီတုံးရဲ့တည်ဆုံမှုနဲ့အတူ1988ခုနှစ်ဒိန်းချောင်ဖိန်၏ဥဆောင်မှုဖြင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုစတင်ခဲ့ပါတယ်ဒန်းချောင်ဖိန်ရဲ့အဓိကပြုပြင်ပြောင်းလဲမှုကတော့အစိုးရစီမံခန့်ခွဲမှုမှအစိုးရနဲ့ဈေးကွက်စနစ်ပေါင်းဆက်တဲ့စနစ်တို့ပြောင်းလဲစေခဲ့တယ်။အဲ့ဒီနောက်နိုင်ငံတကာအဆင့်တွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြင့်တင်နိုင်ခဲ့ပါတယ်။အဓိကပြုပြင်ပြောင်းလဲမှုများနံပါတ်1လေယာမြေပြုပြင်ပြောင်းလဲရေးရခင်စုပေါင်းလေယာစနစ်ကိုဖျက်သိမ်းပြီးအိမ်နောက်စုတာဝန်ယူမှုစနစ်ကိုစတင်ကျင့်သုံးခဲ့ပါတယ်။ဒီစနစ်အရဒေသမားတွေဟာသူတို့ရဲ့လယ်မြေကိုစီမံခန့်ခွဲခွင့်ပုံမရရှိလာပြီးနိုင်ငံကိုသတ်မှတ်ထားတဲ့ပမာဏပေးသွင်းပြီးရင်ကျန်တာတွေကိုလွတ်လပ်စွာရောင်းချခွင့်ရရှိခဲ့ပါတယ်။ဒီပြောင်းလဲမှုကလေယာထုတ်လုပ်မှုကိုတိတိကျကျတိုးတက်စေခဲ့ပြီးကျေးလက်ဒေသရဲ့လူမှုစီးပွားရေးဘဝကိုမြင့်တင်ပေးခဲ့ပါတယ်။နံပါတ်2စက်မှုကဏ္ဍပြုပြင်ပြောင်းလဲရေးနိုင်ငံပိုင်စက်ရုံတွေရဲ့စီမံခန့်ခွဲမှုမှာကိုယ်ပိုင်အုပ်ချုပ်မှုနဲ့လွတ်လပ်မှုကိုတိုးမြင့်ပေးခဲ့ပါတယ်။ဈေးကွက်ရန်တရားရဲ့ခန်းကဏ္ဍကိုတဖြည်းဖြည်းမိတ်ဆက်ပေးခဲ့ပြီးဈေးနှုန်းတွေကိုအစိုးရကဓာတ်ရိုက်ထိန်းချုပ်မှုလျှော့ချခဲ့ပါတယ်။ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကိုတည်ထောင်ခွင့်နဲ့ဖွံ့ဖြိုးတိုးတက်ခွင့်ပေးခဲ့ပါတယ်။နံပါတ်3နိုင်ငံခြားကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဖွင့်လှစ်မှုအထူးစီးပွားရေးဇုံများကိုဖန်တီးတည်ထောင်ခဲ့ပါတယ်။ဒီဇုံတွေမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်ဖို့အတွက်အခွန်ကင်းလွတ်ခွင့်နဲ့အခြားအထူးအခွင့်အရေးတို့ကိုပေးခဲ့ပါတယ်။ဥပမာအားဖြင့်ရှန်ကျန်းကျူဟိုင်းရှန်တိုးနဲ့ရှမန်တို့ဟာပထမဆုံးတည်ထောင်ခဲ့တဲ့အထူးစီးပွားရေးဇုံတွေဖြစ်ပါတယ်။နိုင်ငံခြားကုန်သွယ်မှုကိုအားပေးမြင့်တင်ခဲ့ပြီးနိုင်ငံတကာဈေးကွက်ထဲကိုတရုတ်နိုင်ငံရဲ့ကုန်ပစ္စည်းတွေစတင်ဝင်ရောက်နိုင်ခဲ့ပါတယ်။နံပါတ်4ဈေးကွက်စီးပွားရေးစနစ်ကိုတဖြည်းဖြည်းလက်ခံခြင်းဒေချောင်းမေရဲ့နာမည်ကျော်စကားတခွန်းဖြစ်တဲ့ကြောင်ဖြူဖြူမဲမဲအရေးမကြီးဘူးတွက်ကိုဖမ်းနိုင်ရင်ပြီးတာပဲဆိုတဲ့အတိုင်းလက်တွေ့ကြကြချင်းကပ်ပြီးဈေးကွက်ရဲ့အားသာချက်တွေကိုတဖြည်းဖြည်းလက်ခံလာခဲ့ပါတယ်1992ခုနှစ်မှာဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်ကိုတရားဝင်ကြီးညာခဲ့ပြီးတရုတ်နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အခြေခံအုတ်မြစ်ကိုချမှတ်နိုင်ခဲ့ပါတယ်။ဒေချောင်းဖေရဲ့ဥဆောင်မှုနဲ့စတင်ခဲ့တဲ့ဒီစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဟာတရုတ်နိုင်ငံအပေါ်မှာကြီးမားတဲ့အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အကျိုးသက်ရောက်မှုများ1စီးပွားရေးတိုးတက်မှုအရှိန်အဟုန်မြင့်မားလာခြင်းနှစ်စဉ်နှစ်တိုင်းစီးပွားရေးတိုးတက်မှုနှုန်းမြင့်မားလာပြီး
ကမ္ဘာအင်အားကြီးစီးပွားရေးနိုင်ငံတစ်ခုဖြစ်တရုတ်နိုင်ငံဟာလျှင်မြန်စွာတိုးတက်လာခဲ့ပါတယ်။နှစ်ဆင်းရဲမွဲတေမှုလျော့နေသွားခြင်းတန်ပေါင်းများစွာသောတရုတ်နိုင်ငံသားတွေဟာဆင်းရဲတွေကလွတ်မြောက်လာခဲ့ပါတယ်။၃လူနေမှုအဆင့်အတန်းမြင့်မားလာခြင်းပြည်သူတွေရဲ့ဝင်ငွေတိုးတက်လာပြီးပညာရေးကျန်းမာရေးနဲ့အခြားလူမှုဝန်ဆောင်မှုတွေကိုပုံမရရှိလာခဲ့ပါတယ်။၄ကမ္ဘာစီးပွားရေးမှာအရေးပါသောအခန်းကဏ္ဍမှပါဝင်လာခြင်းတရုတ်နိုင်ငံဟာကမ္ဘာကုန်သွယ်ရေးနဲ့ယင်းနှိမ့်မြုပ်နှံမှုမှာအဓိကကျတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။တခြားတိုးတက်စေခဲ့သောအကြောင်းရင်းများကိုဆက်ကြည့်လိုက်ရအောင်။၁ပို့ကုန်ကိုအားပြုသောမဟာဗျူဟာကုန်ထုတ်လုပ်ငန်းကိုအားပေးပြီးနိုင်ငံကဈေးကွက်ကိုထိုးဖောက်နိုင်ခဲ့ပါတယ်။၂အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုလမ်းမဆက်သွယ်ရေးလျှက်စစ်ဓာတ်အားဆက်သွယ်ရေးစတဲ့အခြေခံအဆောက်အအုံတွေကိုတွင်ကျဲတည်ဆောက်ခဲ့ပြီးအတော်လေးအရေးပါခဲ့ပါတယ်။၃လူ့စွမ်းအားအရင်အမြစ်ပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာယင်းနှိမ့်မြုပ်နှံမှုတွေလှုပ်ဆောင်ခဲ့လို့အည်သွေးရှိတဲ့လုပ်သားအင်အားကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။၄နည်းပညာယင်းနှိမ့်မြုပ်နှံမှုနဲ့ဒီထွင်ဆန်းသစ်မှုသုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာယင်းနှိမ့်မြုပ်နှံမှုတွေတိုးမြင့်ခဲ့ပြီးနည်းပညာပိုင်းမှာတိုးတက်လာခဲ့ပါတယ်။ဒီချက်တွေကိုကြည့်ခြင်းအပြင်ဒင်ချောင်းပင်ရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာတရုတ်နိုင်ငံအတွက်သမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်ပြီးနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်ရမှာရေးပါတဲ့အခန်းကဏ္ဍကနေဆက်လက်ပါဝင်နေစေဖြစ်ပါတယ်။ဆိုတော့ဘယ်အချက်တွေကိုအတူယူသင့်လဲ။၁ရေရှည်ရည်မှန်းချက်နဲ့စီမံကိန်းနှစ်ရှည်စီမံကိန်းတွေချမှတ်ပြီးဒီဇိုင်းမက်အကောင့်ထဲပေါ်တဲ့အလေးအထားကိုတူယူသင့်ပါတယ်။၂အခြေခံအဆောက်အအုံကိုဦးစားပေးရင်းနှီးမြှုပ်နှံမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ရေးပါတဲ့အခြေခံအဆောက်အအုံတည်ဆောက်ရေးကိုဦးစားပေးသင့်ပါတယ်။၃ပညာရေးနဲ့နည်းပညာကိုအလေးထားမှုလူ့စွမ်းအားအရင်းမြစ်နဲ့နည်းပညာတိုးတက်ရေးအတွက်ရင်းနှီးမြှုပ်နှံမှုတည်လည်းအရေးပါတာကိုတွေ့ရပါတယ်။၄နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကမ္ဘာနိုင်ငံတွေနဲ့ဆက်ဆံရေးတည်ဆောက်ပြီးအပြန်အလှန်အကျိုးရှိတဲ့ပူးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်ခြင်းဟာလည်းတရုတ်နိုင်ငံကိုတိုးတက်စေတဲ့အကြောင်းအရာတစ်ချက်ဖြစ်ပါတယ်။အတူယူတင်သောအချက်များရှိတော်ညာလဲတရုတ်နိုင်ငံရဲ့အောင်မြင်မှုပုံစံကိုဓာတ်ရိုက်ကူးယူလို့မရနိုင်ပါဘူး။မိမိနိုင်ငံရဲ့အခြေအနေနဲ့လက်လျောညီထွေဖြစ်အောင်ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။ဒါလို့ဆိုရင်ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံကဘာကြောင့်တိုးတက်မှုမြန်ဆန်သွားတာလဲဘလို့အချက်တွေကြောင့်တိုးတက်မှုမြန်ဆန်သွားတာလဲဆိုတာကိုခံမှန်းမိနိုင်ပါပါညီကိုတို့ရဲ့အမြင်နဲ့မှတ်ချက်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် peace